ကြီးလွန်မြောက်ရေးဖိနှိပ်ကဘောလွန်မြောက်ရေး Free Burma Free Burma In September 2007, thousands of Buddhist monks led the Saffron Revolution, a series of peaceful marches in response to military oppression and the dire economic situation in Myanmar, formerly known as Burma. Thinking of study about political science as university or college is my dream. U Aga arrived in the U.S. at the end of January 2009. The military truck raided our monastery, trying to arrest the monk who participate peaceful protest around our monastery, inform us to flee. U Aga is confident that he can contribute to democracy inside Myanmar, even while living in the United States. Man, how'd you guys do this in Burma on the Saffron Revolution? We can make young students inspire for democracy and human rights for Burma. Well, there's a lot of people out there. Myanmar ပြည်မှာဆန္ဒပြပွဲကိုဘာကြောင့်ပါဝင်လာတယ်လဲဆိုလို့ရှိရင်မြန်မာပြည်သူတွေငြိမ်းချမ်းရေးရဖို့အတွက်ရဲ့နောက်လူအချင်းချင်းနှိပ်စက်ဖမ်းဆီးညှဉ်းပန်းနေတာတွေကိုပပျောက်သွားအောင်လို့ဦးဇင်းတို့ကစတင်ပါဝင်လှုပ်ရှားခဲ့တာပဲ U Gausita says he was beaten by soldiers along with hundreds of other protesters. အန်ဒရမပြုတ်ဘဲနဲ့မေတ္တာပို့နေတဲ့လူတွေကိုခုလက်ရှိအုပ်ချုပ်နေတဲ့အာဏာရှင်များကသူတို့ရဲ့အာဏာပါဝါကိုထိပန်းလာတဲ့အခါကျတော့ဟာဒီပုဂ္ဂိုလ်တွေကအကြမ်းဖက်သမားတွေဆိုပြီးတော့သူတို့ကဝါဒဖြန့်ပြီးတော့ဦးဇင်းတို့ကိုစတင်ပြီးတနက်နဲ့ပြစ်တယ်ဒုံးနဲ့ရိုက်တယ်စတင်ပြိုခွဲတာပါပဲ မာပြည်ထဲမှာနေထိုင်လို့ဖန်ခံမှာကြောက်လို့ဖန်ခံရခံတော့ဖန်ရမှာတည်ကြလို့မလို့တာပြပကိုထွက်လာရတယ် U Pinajata says he was imprisoned and tortured by the government in Myanmar for a total of 10 years. He escaped the country after helping to lead the Saffron Revolution in 2007. အခုအခြေအနေမှာဆိုရင်တော့မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေကဒီလိုအခြေမျိုးမှာဒေါ်ဆန်းစုကြည်ကိုလက်ရှိထောင်ချဖို့အတွက်ဖန်တီးနေတဲ့အခြေအနေကနေလွတ်အောင်ကမ္ဘာနိုင်ငံခေါင်းဆောင်အသီးသီးကဝိုင်းဝန်းပြီးတော့စ조사ပြီးတော့လှုပ်လိုက်မယ်ဆိုရင်ဒီမိုစီရဖို့လမ်းကြောင်းကအရန်နှိစက်သွားပဲဒါကြောင့်လောလောဆယ်ဒေါ်စုလွတ်ရေးကိုတကဘာလုံးကဝိုင်းပြီးတော့တောင်းဆိုရောက်တယ်မဟုတ်ဘဲနဲ့ရေးယူတဲ့အပိုင်းတိကျတဲ့အရေးယူတဲ့အပိုင်းတွေလည်းလုပ်ဖို့လိုပါတယ် U Pinajata emphasizes the Saffron Revolution has not ended. ဒါပေမဲ့တို့နိုင်ငံဟာဒီမိုကရေစီမဖြစ်သေးတဲ့အတွက်အခုလဲလုပ်နေရတယ်။နောင်လဲပဲမပြီးသေးဘူးဆိုရင်ဆက်ပြီးတော့မတို့လုပ်ခဲ့တဲ့လုပ်ငန်းတွေဟာ What do you want? What do you want? ဘဝတုသဗ္ဗမင်္ဂလာရက္ခာတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓယုဘဝေနဓာတုခိဘဝန္တုတေ
ဘဝတုသဗ္ဗမင်္ဂလံရက္ခာယုသဗ္ဗဒေဝတာသဗ္ဗဇာမနုဘာဝေနသတ္တာတုတိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခာယုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနသတ္တာတုတိဘဝန္တုတေသာဓုသာဓုသာဓု